အခုလိုချိန်မျိုးမှာမိဘတို့စိတ်ထိခိုက်အောင်မလုပ်ပါဘူးဘွေလွာရဲ့ For You Cinema application ကို Android phone မှာဆိုရင် Play Store မှာ F1 Cinema မြန်မာကိုရိုက်ရှာ၍ဒေါင်းလုဒ်ကြည့်လို့ရမှာဖြစ်ပါတယ်ရှင်။ iOS ဖုန်းမှာဆိုရင် App Store မှာ For You Cinema ကိုရိုက်ရှာ၍ဒေါင်းလုဒ်ကြည့်လို့ရမှာဖြစ်ပါတယ်ရှင်။ ဘွေလွာအဲ့လိုနေနေဘွေလွာရဲ့ဘွေလွာအခုလိုဖြစ်နေရင်မိဘတွေကပဲစိတ်ကောင်းမှမလဲဘွေလွာအခုလိုချိန်မျိုးမှာမိဘတို့စိတ်ထိခိုက်အောင်မလုပ်ပါဘူးဘွေလွာရဲ့ကိုကလည်းတစ်ချိန်မိဘဖြစ်လာပဲသူပဲလေမိုးရဲပွားတဲ့အချိန်မှာအန်ဒီမဖြစ်ဖို့မိဘတွေကိုစိတ်ချမ်းသာအောင်ထားရတယ်ဘွေလွာရဲ့ဘွေလွာကိုတို့လည်းဘာမှမဆုံးချင်နေတော့ကိုကဘွေလွာကိုညီမလေးလို့ဆောက်ရှောက်ပေးသွားမှာပါနောက်ဘွေလွာ For You Cinema application ရဲ့အကောင့်ဝင်ရမှာတော့ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပြီးဖုန်းနံပါတ်ရဲ့ message မှာကြားလာတော့ OTP ကုတ်6လုံးကိုထည့်သွင်းဖြည့်ပေးရမှာဖြစ်ပါတယ်ရှင်။ထို့နောက်စကားဝတ်နေရာတွင်မိမိကိုယ်တိုင်အလွယ်တကူမှတ်မိစေမည့်ခဏန်း6လုံးကိုထည့်သွင်းသတ်မှတ်ပေးပါ။စကားဝတ်ကိုဒုတိယအကြိမ်ထပ်မံအတည်ပြုသတ်မှတ်ပေးပါ။အကောင့်ဖွင့်ခြင်းအောင်မြင်စွာပြီးဆုံးမှာကမိမိနှစ်သက်ရာကိုကြည့်ရှုခန်းစားနိုင်ပါပြီရှင်။